မျိုးအားလုံးမင်္ဂလာပါမနေ့ညကနန်းညကျွန်တော်ထိုးတာပဲနော်ဒီ8383လိုက်တော့ရတစ်ပတ်နှစ်ပတ်သုံးပတ်ဒါနောက်ပဲထောင်းတာဒီထားပါရဒါလေးထွက်ခဲ့တာ20ထွက်တယ်ဒီမှာနေ့ခု9ကထွက်တယ်ဗျာဒီမှာ83ခုထွက်တယ်3ခုထွက်တယ်ဒါအကုန်တင်ပေးခဲ့တဲ့ဟာတွေပဲဒီ4ခုမှာတောက်တဲ့နေကျွန်တော်နှိုးရတဲ့အပတ်ပေါ့ဗျာဒါဒီဘက်ဆိုင်မှာဒီမှာသူကြမဲ့ဟာဒီမှာပြန်ကြကနန်းကိုရတယ်9595ဗျာခွန်3ပဲရတယ်ထားလိုက်ဒီမှာနော်30တိကိုဒါဇလန်းထားလိုက်တာဒုက္ခနာတခုနော်ဒီမှာလည်းအဲ့ဒါဒီဒီဇိုင်းပေါ့နော်ဒါလည်းအဲ့တိုင်းအပုံစံနဲ့တွားခဲ့ပြီထားလိုက်နော်သူဒီမှာ9696ရရတယ်ဗျဒီထက်နော်ဒီမှာချက်ပေါ့နော်ဒီမှာလည်းသူအကုန်လုံးလုပ်ခဲ့တာပဲဗျဒီကနန်းနဲ့25လို့တော့ရိုက်တော့ဟုတ်ပြီကျွန်တော်88လို့ကြည့်ရတယ်25လို့ရိုက်တယ်ထားလိုက်25လို့ရိုက်တယ်လည်းရိုက်တယ်ထားလိုက်တော့ကျွန်တော်ပြောမယ်ဒီမှာ38ကြာလို့တပင်ဒီကနန်းဒီမှာထွက်တယ်ဗျနှစ်ကွက်ထွက်တယ်ဗျဒီထက်ကနန်းကကျွန်တော်ခံရတဲ့ဒီ45ဒီကွန်ချော့ဒီကောင်တနေလာဖြစ်နေဟိုကောင်အင်အားဖြစ်လို့ကျွန်တော်45ဒီတိုင်းနဲ့ပေါ့နော်အဲ့ဘိုဒူ45ကိုကျွန်တော်45လို့ထွက်ထားတယ်အဲ့ရတယ်ကျွန်တော်ချက်ပြန်ကြည့်ဦးမယ်ဒီမှာလာဒီဘက်နှစ်ပတ်ဒီဟာထွက်ပြီပေါ့ဗျာ9843နဲ့အကုန်ထွက်ခဲ့တာခဏပြပြီနောက်မွေးကနေကျမှကျွန်တော်ဒီမှာပြမယ်ဒီမှာသူ့ရဲ့တပင်ဒီမှာကျတော့88လို့ကြာအာကလည်းဆိုရနောက်ပြီးဒီရဲ့ပုံတူက20ဒီမှာပေါ့နော်သူ့ရဲ့နော်ဒီမှာဟို300တပင်2ပင်ကနော်1 2 21လို့ကြာကျွန်တော်လည်းရိုက်တာပဲမနေ့က26ဒီအပေါ်40ထွက်တာကျွန်တော်ဘာမှလုပ်လို့မရတစ်ခွက်ပြန်ထိုးမယ်စောင့်မယ်ကျွန်တော်တေချာကြည့်အောင်မယ်တစ်ခွက်နော်ဒါပဲစောင့်အခွက်စောင့်တစ်ခွက်လည်းတဲ့ထိုးမှာပေါက်တော့ကန်နေရပဲအများကြီးကိုသူများတို့ရှောက်ထိုးနေတယ်အထင်မှကျွန်တော်မပေါအဲ့ဒါပေမဲ့အနီးကက်ကတော့ဟိုဟာလေးကိုထားပါကျွန်တော်အမျိုးတွေကတော့ကျွန်တော်လာအောင်